Okay, အားလုံးမင်္ဂလာပါကျွန်တော်အခုဆွမ်းမဲ့ပုံတွေရတော့ source gas ထဲကနံပါတ်1ပုံကျွန်တော်ကသူ့ကို metric နဲ့ဆွဲဖို့အတွက် metric template ကိုယူပြီးတော့မှတင်တဲ့အခါမှာကျွန်တော်100 exercise ဆိုပြီးတော့ find out နဲ့တင်ထားပါဟုတ်ကျွန်တော်စဆွဲလိုက်ဒါဆိုတော့ကြတော့ဒီမှာဆုံး29.5 radius နဲ့ subject ကိုဆွဲပါမယ် C under 27.5 and down အဲ့ဒါဒီကောင်လေးတော့ရလာပြီအဲ့ဒါနောက်ထပ် subject တစ်ခုကဘယ်လောက်ရှိလဲဆိုတော့ကြတော့45ပေါ့နော်အဲ့ဒါ under ထပ်ခောက်လိုက်တယ်45 under အဲ့ဒါဒီ subject နှစ်ခုရအဲ့ဒါဆိုရင်ကျွန်တော်တို့ဒီ30ဆိုတဲ့ line လေးကိုဆွဲပါ30ဆိုတဲ့ line လေးကိုဆွဲဖို့အတွက်ဒီနေရာရဲ့ center mark ဒီကနေပြီးတော့မှဘလောက်กว่าရှိလဲဆိုတော့60ပေါ့နော်ဒီအထိမဆွဲတော့ပါဘူးကျွန်တော်ဒီနားလေးအထိပဲဆွဲပါမယ်ဒီကနေပြီးတော့မှဒီနားလေးသူ့ရဲ့ center အထိဆိုရင်အကွာ weight ဘလောက်ရှိလဲဆိုတော့60ရှိတယ်ပေါ့နော်60ဟုတ်ပြီဒါဆိုရင်သူ့ရဲ့လေအားက60 angle ကိုတွက်ကြည့်တဲ့အခါဒီကနေ30လို့ပြောထားတဲ့အတွက်ကျွန်တော်တို့တိုင်းမှာဒီကနေတိုင်းမှာဆိုတော့60ပါနော်အဲဆိုတော့60 angle 60ဆိုတဲ့ line လေးကိုဆွဲမှာပေါ့နော်အဲဘယ်ကနေလဲဆိုတော့ဒီကနေပြီးတော့ shift to 60 shift angle 60 under ပြီးတော့ under ဟုတ်ပြီအဲ့ကောင်ရလာပြီဆိုရင် C under ဆိုပြီးတော့မှဒီ survey လေးဆွဲလို့ရအောင်သူကဘလောက်လဲဆိုတော့30 under နောက်တစ်ခါ under ထပ်ခောက်ပြီးတော့ထပ်ဆွဲမယ်ဘလောက်လဲ18 under ဒါဆိုရင်ဒီ survey နှစ်ခုရအဲ့ဆိုဒီ survey နှစ်ခုရလာပြီဆိုတော့ကြတော့ကျွန်တော်တို့ဒီမှာ train လိုက်နော်ရ under ဆိုတော့မှဒီကောင် click under ခောက်ပြီးတော့ဒီဘိုင်းကို train လိုက်နော် under ဟုတ်ပြီဒီ line လေးကိုကြည့်မယ်ဆိုရင်သူကဒီကောင်နဲ့ parallel ဖြစ်တဲ့ line ပေါ့နော်ဒီ line နဲ့ parallel ဖြစ်တဲ့ line အဲ့ဒါဆိုရင်ဒီကောင်ရဲ့ radius က18မလို့သူ့ကို offset 18ပြလိုက်ရင်ရအောင်under 18 under ဆိုပြီးမှဒီကောင်ကို offset 18ပြလိုက်ရင်ရအောင်ပြီးတော့ဒီကောင် under ဆိုပြီးမှဒီပိုင်းလေးထွန်းလိုက်ပါမယ်ဒါဆိုတော့ up under under ဆိုပြီးမှဒီနောက် Philip pipe လေးချိုးမှာနော်under ဆိုပြီးမှနဲ့တူနဲ့ Philip pipe ချိုးပေးလိုက်ပါနဲ့ဟုတ်ကဲ့အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီကောင်လေးကိုဒီ subject နှစ်ခုရဲ့ဒီက line တစ်ကြောင်းရဲ့ဒီအပွေးလေးရဲ့ကိုမှရလိုက်ပါ I under ဆိုပြီးတော့ဒီ quadrant ကနေပြီးတော့ order ဖွင့်ထားပါနော်ဒီလိုမျိုးလေး mirror line ယူလိုက်မယ် under ခောက်လိုက်မယ်ဆိုရင်ကျွန်တော်ဒီကောင်ကိုပြအောင်တို့နှစ်ခုကြားကို fillet ထပ်ချိုးပါမယ် under under တန်ဖိုးကဘယ်လောက်လဲဆိုတော့17 subform under ဟုတ်ပြီဒီ line ကဟုတ်ပြီဒီကနေပြီးတော့ဒါဆိုရင်ကျွန်တော်တို့ဒီကောင်လေးရလာမယ်အဲဆိုအဲ့ဒီကောင်လေးကိုဒီတော့ကို43.4အောက်ကို mirror ရလိုက် under ဆိုလို့မှ 20.4 under ဆိုရင်ဒါရပါဘူးဟုတ်ပြီဒီကောင်လေးတွေကိုကြည့်မယ်ဆိုရင်သူတို့အပွားဝေး h ရှိတယ်ဒါဆိုဟိုဘက်ဒီဘက်ကိုပေါ်ဒီဘက်ကိုပေါ်ဒီ line ကို offset ပြလိုက်ဟို under or under ဆိုလို့မှဒီပိုင်းကို under လိုက်တယ် under နော် under ပြီးတော့ under နော်ပြီးရင် trim ဖြတ်လိုက်မယ်ဒီ under ဆိုလို့မှဒီနေ့ကြားထဲမှာ trim ဖြတ်မယ် under ဆိုလို့မှဒီနေရာမှာဒီဟိုတခုပုံထဲမှာတခုဟိုဘယ်လောက်လဲဆို data lag ဖြစ်နေတာပြီးရင်ဒီ line ဖြတ်လိုက်ရှိပါတယ်အဲကောင်ဘာလဲဆိုတော့ဒီ line ရဲ့ဟုတ်ပြီအဲ့ဆိုဒါအဲ့ line နှစ်ခုကိုဘယ်လိုရေးပွားလိုက် under စီမှာ under ဆိုတော့မှပူလာဆိုတော့ under ပေါ့နော် center point ကဒီမှာ item က6ခု associated node ပြီးတော့ under ခေါ်လိုက်မယ်ဆိုရင်ကျွန်တော်တို့ဒီလိုချင်တဲ့ပုံလေးကိုဒီမှာရတော့နော်ဒီပုံလေးကိုပြီးတော့ကြတော့
အဲ့ဒီပေါ်မှာအဲ့ဒီစာပေရဲ့ဒီဟိုပါပေါ့သူရဲ့တပ်ကွာရန်တင်ရ second quadrant ပေါ်မှာစာပေ diameter 22 radius 11နဲ့ပြီးတော့ C under under level under ပြီးတော့ကျတော့သူကိုဖေးလက်ချက်လက်မှတ်ပြီးတော့ A R ပြီးတော့ကျတော့ဒီ line ကို AR ဒီ line ကိုဖြတ်လို့ရတယ် AR ပြီးတော့ဒီ under ဆိုpolar ဆိုတော့ under center mark ကဒီကောင်ထည့်လိုက်ပြီဆိုရင် under လို့ခေါက်လိုက်တယ်ဆိုရင်ဒီကောင်လေးတွေရလို့ခြင်းနဲ့ဒီကောင်လေးတွေရလာပြီဆိုရင်ဒီကောင်ကဒီ center ကနေပြီးတော့မှ train ချင်တာပေါ့နော်အဲဆိုတော့ L under ဆိုပြီးတော့မှ line တစ်ကြောင်းဆွဲလိုက်under သူ့ကိုမရခေါက်လိုက် I under ဒါဆိုရင် trim ဖြတ်ပါမယ် DR under သူနဲ့ under ပြီးတော့ under ပေါ့နော်ဒီ line တစ်ခုကိုဖြတ်လိုက် delete သူက line layer နဲ့ပေါ့နော် okay ဒါဆိုရင်ဒီထက်ကစာပေလေးကဘယ်လောက်လဲဆိုတော့ C under radius 15 under ပေါ့နော်ဒါဆိုဒီကောင်လေးရလာအဲ့ဆိုဒီဒါလေးကကြတော့40ရှိတယ်တဲ့ဒါဆိုဒီကနေပြီးတော့မှအထက်အောက် offset 20စီပြည့်လို့ရတယ်နော်ဟို under 20 under ပြီးတော့ under နော်မထိတာကိုထိချင်တော့ EX under ဆိုတော့မှ under နော်ဒါဆိုရင်ဒီကောင်လေးတွေကို trim ဖြတ်မယ် DR under ဘယ်ကနေလဲဒီကနေပြီးတော့ under ပြီးတော့ under ပေါ့နော်နောက်တစ်ခါ DR under နဲ့ trim ဖြတ်လိုက်မယ် under ပေါ့နော်ပြီးတော့သူ့ကို delete အဲ့ဒါဒီနားလေးတွေမှာ ဖေးလက်တစ်ခုနှစ်ခုသုံးခုလေးခုလုံးက 5 တွေနဲ့ဆိုတော့ multiple ဖေးလက်နဲ့သွားမယ် F under R under 5 under multiple under ဆိုလို့ရှိရင်ကျွန်တော်တို့လိုချင်တဲ့ပုံလေးကိုရလာ